ဒီမြေကြီးထမဒီမြေဟာတို့ရရဲ့နှလုံးသားဝိညာဉ်ပဲအားလုံးရဲ့ပကံမောဟာဘုရားသာသနာလင်းတမ်းများထိန်နေကြီးတာယဟန်မြတ်ရဟန်ထုံးကြီးကသာသနာလေးရော